ကဲဦးဇင်းတို့တော်ကောင်းတို့တွေတရားဟောတရားနာတရားအလူတော်မစခင်တရားပိုင်ရှင်ဖြစ်တော်မူသောမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအားဥစွာပူဇော်ကြော့သောအဖြစ်ဦးဇင်းကဂင်္ဂဝါလူသေစုမကပွင့်တော်မူသွားခဲ့ကြပြီဖြစ်သောမြတ်စွာဘုရားရှင်တိုင်းဆုံးမခဲ့တဲ့ဩဝါဒပါတိမောက်ဒေသနာတော်ဖြင့်ပူဇော်ကြော့ပါမယ်ဒုရကရမအားလုံးကလက်ဟုတ်ချီအာယုံပြုပြီးတော့ငါတို့သည်ဘုရားရှင်တိုင်းဆုံးမအပ်သောအဆုံးမဩဝါဒကထာကိုငါတို့နားနဲ့ဆက်ဆက်ကြားနာပူဇော်ခွင့်ရကြပြီလို့ဒီလိုနှလုံးသွင်းပြီးတော့နာယူပူဇော်ကြရအောင်နမောတတ္တဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသဗ္ဗဗပတ္တအကရဏံကုသလတ္တဥပသံပဒံသစိတ္တပရိယောဓပနံဣတံဗုဒ္ဓနာသာသနံခန္တီပရမံတဘောတိဒိဋ္ဌာနိဗ္ဗာနံပရမံဝရန္တိဗုဒ္ဓနာဟိပပ္ပစီတောပရူပဂာတိနာသမနောဟောတိဝိကိထယံတောအနုပဝါဒောအနုပဂါတောပါတိမောက္ခိသသံဝရောမတ္တိညုတာသဗတ္တသမိဗန္တိသသယနာတနံအဓိစိတ်တိသအာယောကောဣတံဗုဒ္ဓနာသာသနံဩဝါဒပါတိမောက္ခိအခါတာရောယေသဗုဒ္ဓအတိတံသယေသဗုဒ္ဓအနာဂတံပိစုဗန္နာသယေဗုဒ္ဓသဗ္ဗေဝန္တာမိတေအဟံသဗ္ဗပပတ္တအလုံးစုံသောအကုသိုလ်ကိုယံအကရဏံအကျဉ်မပြုကျင့်ခြင်းသည်၎င်းကုသလတ္တကောင်းမှုကုသိုလ်ကိုယာဥပသံပဒာအကျဉ်ပြည့်စုံစေခြင်းသည်၎င်းယံသစိတ္တပရိယောဓပနံအကျဉ်မိမိစိတ်ကိုဖြူစင်စေခြင်းသည်၎င်းအဋ္ဌိရှိ၏ဣတံဤအဆုံးအမပေါင်းတို့သည်ဗုဒ္ဓနာပွင့်တော်မူပြီးကြဗုဒ္ဓမြတ်စွာဘုရားရှင်တို့သည်ဝရန္တိဟောတော်မူကြကုန်၏ပရူပဂာတိသူတစ်ပါးအသက်ကိုသတ်ဖြတ်လေရှိသောသူသည်ပပ္ပစီတောယဟန်မြည်သည်ဝါမြတ်သောအကျင့်ကိုကျင့်သုံးသောသူသည်နာဟိဟောတိစင်စစ်မဖြစ်ပရံသူတစ်ပါးကိုဝိဟိထယံတော့ကိုယ်စိတ်ပင်ပန်းအောင်ညင်ပန်းနှိမ့်ဆက်လေရှိသောသူသည်သမနောဗုဒ္ဓဤတပိသာသာဝကမြည်သည်ဝါစိတ်နှလုံးငြိမ်းဤချမ်းသာသူသည်နာဟောတိမဖြစ်အနုပဝါဒောမဆွဆွဲမကဲ့ရဲ့ခြင်းသည်၎င်းအနုပဂါတောမငင်းစေမနှိမ့်ဆက်ခြင်းသည်၎င်းပါတိမောက္ခိအကြီးမှုဖြစ်သောကာယဝစီမနောသုံးဤသောသီလတို့၌သံဝရောစကောင်းစွာဆောင်စည်းခြင်းသည်၎င်းဗတ္တသမိန်သွမ်းဘောဇင်ဤမတ္တိညုတာသအတိုင်းရှိကိုသိသည်ဤအဖြစ်သည်၎င်းပန္တိသတယနာတနံစိတ်ငြိမ်းရာဖြစ်သောနေရာကြောင်း၌နေခြင်းသည်၎င်းအဓိစိတ်တိစိတ်ကိုအစိုးရခြင်းဒီဟုသောအဓိစိတ်ဓာသိက္ခာပရ၌အာယောကောသလုံးလပြုခြင်းသည်၎င်းအဋ္ဌိရှိ၏
တံဤအဆုံးအမပေါင်းတို့သည်ဗုဒ္ဓနာပွင့်တော်မူပြီးရကုန်သောရှင်တော်ဗုဒ္ဓမြတ်စွာဘုရားရှင်တို့၏သာသနာကြီးစွာသောအဆုံးအမတော်သည်ဩဝါဒပါတိမောက္ခိဤဩဝါဒပါတိမောက္ဒေသနာတော်တို့ကိုသဗ္ဗေအခါတာရောသဗ္ဗေညုတာရွှေဉဏ်တော်မြတ်ဖြင့်ဟောကြားဆုံးမတော်မူအပ်ကုန်သောအတ္တိတာကင်္ဂဝါလူသေးစုမကပွင့်တော်မူပြီးဖြစ်တော်မူကြကုန်သောဤဗုဒ္ဓသအကျင့်မြတ်စွာဘုရားရှင်တို့သည်၎င်းအနာဂတနောင်ပွင့်တော်မူလက်တဖြစ်တော်မူကြကုန်သောဤဗုဒ္ဓသအကျင့်အရှင်မေတ္တိယအစရှိကုန်သောမြတ်စွာဘုရားရှင်တို့သည်၎င်းပစ္စုပန္နာပွင့်တော်မူစေဖြစ်တော်မူကြကုန်သောယေဗုဒ္ဓသအကျင့်အရှင်ဂေါတမမြတ်စွာဘုရားရှင်တို့သည်၎င်းတန်တိထင်ရှားပုံသည်ရှိတော်မူကြပါပေကုန်၏အဟံယုတ်လနှဖြာငါခန္ဓာကိုသူငါမေခောဘုရားတပည့်တော်သည်သဗ္ဗေခသိင်ဥတ္တုံအလုံးစုံကုန်သောဒီဗုဒ္ဓီဩဝါဒပါတိမောက္ဒေသနာတော်တို့ကိုသဗ္ဗေညုတာရွှေဉဏ်တော်မြတ်ဖြင့်ဟောကြားဆုံးမတော်မူအပ်ကုန်သောပွင့်တော်မူပြီးပွင့်တော်မူလက်တပွင့်တော်မူစေထိုမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့ကိုဝန္ဒာမိကာယဝစီမနောချီလျက်သုံးလီဒွါရပနာမဖြင့်နှိမ့်ချယူကျူလက်ဆုံးငို၍ရှိခိုးကြောပါဤမြတ်စွာဘုရားသောတော်ကတရားလူရှင်သည်မဲတင်ပြီးဖတ်နေတာနဲ့အကြောင်းရင်းပါတော့ဒီပွဲလို့ရတဲ့အကြောင်းရင်းကတို့ရိုးစီရီတော်မြတ်ကြီးရဲ့ဇေတိယပူဇာဗုဒ္ဓပူဇနီယပွဲဟုတ်လားဘာပွဲလဲဇေတိယဆိုတာဇေတိဆိုတာဓာတုဇေတိရှိတယ်ဓမ္မဇေတိရှိတယ်ပရိဘောဂဇေတိရှိတယ်ဥဒ္ဒိတဇေတိရှိတယ်အဲ့ဒီဇေတိ၄မျိုးပေါ့ဓာတုဇေတိမြတ်စွာဘုရားဖြစ်စေဘုရားရှင်ဤတပည့်သားသာဝကဖြစ်စေတို့ပုဂ္ဂိုလ်တို့ရဲ့အယုအသွေးအသာဓာတ်တော်တို့ကိုဌာပနာပြီးတော့တင်ထားတဲ့အဆောက်အုံဇေတိကိုဓာတုဇေတိလို့ခေါ်တယ်ဓမ္မဇေတိဆိုတာကမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုယေတံမတ္တပြီးတော့သုံးမိသိသိထားတာဒါကတော့တရားစာအုပ်တွေအားလုံးဒါဓမ္မဇေတိထိုက်ပါတယ်ဒါမှတ်ထားပါတရားစာအုပ်လေးတအုပ်ဆိုတော့ဒါဘောဘောတဏ္ဍဟိုကြောင့်တို့ဒီကြောင့်တို့ဟိုထားဒီထားလို့မဖြစ်ဘူးဒါဓမ္မဇေတိထိုက်တယ်ပရိဘောဂဇေတိဆိုတာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤအတုံးအဆောင်ပစ္စည်းတွေကိုတပိတ်သင်္ကန်းအစရှိတဲ့ရည်စစ်တော်ရည်သနုတ်တော်အစရှိတဲ့အသုံးဆောင်ပစ္စည်းတွေကိုဌာပနာထားတာဒါပရိဘောဂဇေတိဒီလိုပြောပါတယ်ဥဒ္ဒိတဇေတိဆိုတာကတော့များသောအားဖြင့်ဒီနေ့သူတော်ကောင်းတို့တွေတွားရောက်ပြီးတော့ဘုမြော်ပူဇော်ကြောနေကြတဲ့မြတ်စွာဘုရားဤရုပ်ပွားတော်လို့ဆိုရမယ်ရည်မှန်းပြီးတော့
တိထားကိုယ်ွယ်ပူဇော်ထားတဲ့ဘုရားအမှတ်နဲ့ပူဇော်နေတဲ့နေရာဌာနကိုဒါဥဒိဋ္ဌစေတီလို့ခေါ်တယ်နော်အဲ့တော့အဲ့ဒီစေတီတွေကိုအခုတို့ကတည်ထားကြပြီးတော့ဒါမြတ်စွာဘုရားကိုရည်မှန်းပြီးတော့ပူဇော်မှာဟုတ်ကလားအဲ့တော့စေတီယပူဇော်လို့ဒီမှာရေးလိုက်တော့ဒီစေတီသည်မြတ်စွာဘုရားရဲ့ဂုဏ်ကျေးဇူးတရားတော်တွေရဲ့ဂုဏ်ကျေးဇူးသံဃာတော်တွေရဲ့ဂုဏ်ကျေးဇူးကိုရည်မှန်းထားတာဆိုရင်ဘုရားကိုပူဇော်တဲ့ပွဲတရားကိုပူဇော်တဲ့ပွဲသံဃာကိုပူဇော်တဲ့ပွဲဒီလိုသတ်မှတ်လို့မရဘူးလားမှန်ပါဗျာရတယ်ကောင်းပြီအဲ့တော့ဒုဒကဓမ္မတွေအခုပူဇော်တဲ့ပူဇော်လိုက်တဲ့မြတ်စွာဘုရားရှင်ကိုရည်မှန်းပြီးတော့ရိုးစေတီမြတ်ကြီးကိုအထိမ့်မှတ်ထားပူဇော်တဲ့ပွဲမြတ်စွာဘုရားကိုပူဇော်ကြမယ်အခုတို့ဘာနဲ့ပူဇော်မလဲတော်သေးတယ်អော်ရလို့ရှိလို့နော်ဘာနဲ့ပူဇော်မယ်သာဓုဗျာဘာတရားနဲ့ပူဇော်ကြမလဲဘုရားကိုပူဇော်မယ်ဆိုတော့တို့ဘာတရားတွေနဲ့ပူဇော်မှာဘယ်လိုပူဇော်ကြမှာကြီးတယ်ကြီးနော်ဒီထဲမှာကောင်းပြူဆွေကျိုးတေကန်ဤတွေတပုံကြီးပါတယ်ပြောစမ်းဖရာကိုဘယ်လိုပူဇော်ကြဘယ်တရားနဲ့ပူဇော်မှာလဲမြတ်စွာဘုရားရဲ့အဆုံးအမသာသနာတော်ကဘာတွေရှိလဲသာသနာပဏိယရှိလဲဘုရားဘာတွေလဲသာဓုသာဓုသာဓုအဲ့တော့တို့ကပြည့်ပြည့်စုံစုံဖြစ်မယ်သီလသာသနာသမာဓိသာသနာပညာသာသနာပြန်ပြောပါသီလသာသနာဆိုတာအဆုံးအမသီလသာသနာဆိုတော့သီလနဲ့ပတ်သက်တဲ့အဆုံးအမသမာဓိသာသနာဆိုတော့သမာဓိနဲ့ပတ်သက်တဲ့အဆုံးအမပညာသာသနာဆိုတော့ပညာနဲ့ပတ်သက်တဲ့အဆုံးအမသီလသမာဓိပညာအဆုံးအမအမျိုးအစား၃မျိုးရှိတယ်အဲ့ဒီ၃မျိုးသီလကိုယ်ကျင့်တရားတွေနဲ့ပတ်သက်ပြီးတော့လူမှလူပိသအောင်လူနဲ့ထိုက်တန်တဲ့၅ပါးသီလအခြေခံတဲ့အဆုံးအမတွေရှိဘူးလားရှိပါဗျာယဟန်မှာယဟန်နဲ့ထိုက်တန်တဲ့အဆုံးအမ229သွယ်သောသိက္ခာပုဒ်တွေမရှိဘူးလားရှိပါဗျာဒီဒါတွေအခြေခံပြီးတော့သီလကျင့်ဝတ်တည်မှာမြတ်စွာဘုရားကဘယ်လောက်ထိအသေးစိတ်သင်ခဲ့သလဲဆိုတော့စာနီတောက်နီသွားနီလာနီနေနီထိုင်နီဝတ်နီယုံနီနေရာတိုင်းမှာနီးစနစ်ကြအောင်နေတတ်ထိုင်တတ်သွားတတ်လာတတ်စားတတ်တောက်တတ်ကြံတတ်စီတတ်ပြောတတ်ဆိုတတ်လှုပ်တတ်ကြိုင်တတ်ဟောနေရာတိုင်းမှာစီကံရှိအဲ့ဒီစီကံကျင့်ဝတ်တွေကိုဆုံးမခဲ့တာသီလသာသနာသီလဆိုတာတို့၅ပါးသီလလောက်ပဲထင်မနေနဲ့မိဘကိုမိဘတွေစောင့်ထိန်အပ်တဲ့သီလသားသမီးကိုသားသမီးတွေကျင့်ရမယ်ကျင့်ဝတ်သီလမိဘဝတ်သားသမီးဝတ်ဆရာဝတ်တပည့်ဝတ်အကြီးကဲဝတ်နောက်လိုက်ဝတ်ခေါင်းဆောင်ဝတ်နောက်လိုက်ဝတ်နေရာတိုင်းမှာအသီးသီးကြောင်းစိတ်အောင်သင်ထားပေးခဲ့တဲ့သီလသာသနာအခုမြန်မာနိုင်ငံသာသနာဆုတ်ယုတ်နေပါတယ်လို့ပြောတာကအခုမင်းတို့ကိုယ်ပတ်ဝန်းကျင်ကိုကိုယ်ပဲသုံးသပ်ကြည့်သီလကျင့်ဝတ်စောင့်ထိန်တဲ့လူနဲ့မစောင့်ထိန်သူဘယ်ရင်းကများစောင့်ထိန်ဖို့နေနေတာသိတော်မသိဘူး
ဘောပေါက်နော်ကောင်းပြီအဲ့တော့သီလလည်းဆုံးယုံနေပြီတမာတိဟောဒီကျင့်ဝတ်သီလတွေကိုဘယ်လိုလောကဓာတ်မျိုးကြုံခုခင်ဗျားတို့ကျွတ်တို့မှာဒီလူလောကထဲမှာကျင်လည်ပေါက်ဖွာလာပြီဆိုရင်လောကဓာတ်၈ပါးမလွဲမသွေကြုံဆုံရလောကဓာတ်၈ပါးလွတ်တယ်လို့ဆိုတာရှိပါဘူးဗျာဒါမို့လို့လောကကိုလောကနောက်ကိုလောကဓာတ်ကလိုက်နေတယ်တဲ့လောကဓာတ်နောက်ကိုလည်းလောကကလိုက်နေတယ်တဲ့ဒါနောက်မှရှင်းပြမယ်အဲ့တော့လောကဓာတ်၈ပါးနဲ့ကြုံတဲ့အခါမှာစောင့်ထိန်ရမယ်ကျင့်ဝတ်သိက္ခာတွေကိုမငိမ့်မရိုက်မတိမ်မဆောင်မကွေ့မကောက်ပဲဖြောင်းဖြောင်းမတ်မတ်ခိုင်ခိုင်မာမာတည်တည်တတ်တတ်စောင့်ထိန်တာကိုတမာတိလို့ခေါ်တယ်အဲ့တော့အဲ့ဒီလောကဓာတ်တွေကိုရင်ဆိုင်နိုင်မဲ့နိလန်းတွေစီကံတွေရသော်ဗျာဆုံးမထားခဲ့တာမရှိဘူးလားရှိပါဗျာအဲ့ဒါသမာဓိသာသနာဓမ္မထားပါသာသနာရန်អော်နေတဲ့ဂဂနနာသိတယ်လို့ရှားပါနောက်ပညာသာသနာပညာဆိုတာလောကီရေးရာကြီးပွားရေးလောကီစီးပွားအတွက်ဥစ္စာဒနာပြည့်စုံဖို့ဒါ professor ကြီးတွေဒေါက်တာဘွဲ့ကြိုက်တာယူထားလမ်းဆုံးအောင်ဘယ်သူမှမသိဘူးမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသာလျှင်တရားပညာဆုံးခန်းတိုင်အောင်သိတယ်အဲ့တော့လမ်းဆုံးထိပညာတွေမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးပေးထားခဲ့တယ်အဲ့ဒါကိုပညာသာသနာရှင်းလားအဲ့ဒါကိုပဲဦးဇင်းတို့သူတော်ကောင်းတို့ကဗုဒ္ဓမြတ်စွာရဲ့အဆုံးအမကိုယုံကြည်စွာလိုက်နာကျင့်ဆောင်ကြတဲ့ဗုဒ္ဓဘာသာဝင်ဖြစ်ခံယူထားကြတယ်ဆိုရင်ခင်ဗျားတို့ကျွတ်တို့မလွဲမသွေကျင့်ဆောင်ရမယ်တရားတွေကသီလသိက္ခာသမာဓိသိက္ခာပညာသိက္ခာလို့ဆိုတယ်နော်သီလအကျင့်သမာဓိအကျင့်ပညာအကျင့်ပြန်ပြောသီလအကျင့်သမာဓိအကျင့်ပညာအကျင့်အဲ့ဒီအကျင့်ကိုပဲတရားလို့နာမည်ပေးရင်သီလတရားသမာဓိတရားပညာတရားဟောဒီတရားတွေဟာအလိုလိုခမည်းတော်ကျုပ်တို့တဏ္ဍာမှာဗုဒ္ဓဘာသာခံယူလိုက်တာနဲ့ပြည့်စုံသွားမှာလားဖြည့်ကျင့်ယူရမှာလားဖြည့်ကျင့်ယူပါပါဘုရားသိကြပြီနော်သိပါပါဗျာအဲ့တော့မှတ်တာမြတ်စွာဘုရားကိုပူဇော်မယ်ခုနဘာနဲ့ပူဇော်မလဲဆိုတော့တရားနဲ့ပူဇော်ပါမယ်ဘုရားလို့အားလုံးမဖြစ်ဘူးလားဖြစ်ပါပါဗျာပြီးတော့ဘယ်တရားနဲ့ပူဇော်မလဲလို့မေးရင်ဘယ်လိုဖြစ်မလဲသီလတရားသမာဓိတရားပညာတရားမထနောက်ကိုဂဂနနဖြစ်နေအောင်လို့ဗျံပရာအုတ်ကြားမြတ်ပေါက်တလင်ကဝဝယုံသုံးကဘယုဒုက္ခဘုရားဘာသာမဖြစ်စေနဲ့ဘာနဲ့ပူဇော်မလဲဆိုရင်တရားနဲ့ပူဇော်မယ်ဘယ်တရားနဲ့ပူဇော်မှာလဲမမီပြီနော်ဟုတ်ဘယ်လိုပူဇော်မလဲကြည့်နော်မြတ်စွာဘုရားကိုပူဇော်တဲ့နီးသိက္ခာ၃နီးရှိအဲ့ဒီ၃နီးကဘာလဲဆိုရင်ပရိယတ္တိသာသနာပရိပတ်တိသာသနာပရိဝေဒသာသနာနင်တို့ကြားဘူးလားကြားပါဗျာပြန်ပြောကြည့်စမ်းတကယ်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုဟောဒီသီလသမာဓိပညာတရားတွေနဲ့ပူဇော်တော့မယ်ဆိုရင်ဘယ်လိုပူဇော်ရမလဲဆိုတော့ပရိယတ္တိသာသနာသာသနာမြတ်စွာဘုရား၏အဆုံးအမသီလသမာဓိပညာတရားတို့ကိုပရိယတ္တိသိအောင်ပြုခြင်းဖြင့်ပူဇော်ရမယ်။ပါတယ်။ဘာသိအောင်ပြုရမှာမြတ်စွာဘုရားဤသီလ
သမာဓိပညာအဆုံးအမတရားတို့ကိုသိအောင်ပြုခြင်းဖြင့်ပူဇော်ရမယ်ပြန်ပြောငါပြင်းနေဘယုဒုက္ခဗယံပရာတိုင်းပြီဆိုတာတကယ်ကလေးကဝရနေတဲ့တိုင်းနော်ဒီတိုင်းပြီငါဘလို့ကဲရမှမသိတော့တဖြည်းဖြည်းစိတ်တက်ကြလူတွေကဗယံပရာဘယုဒုက္ခတလောက်လွယ်လွယ်လေးပြောတာကိုဒါလေးမမှတ်နိုင်ဘူးမြတ်စွာဘုရားဤအဆုံးအမသီလသမာဓိပညာတရားတို့ကိုသိအောင်ပြုခြင်းဖြင့်ပူဇော်ရပါမယ်ဘုရားဒီလောက်ကလေးမှပြောနိုင်ဘူးလားပြောနိုင်ပြန်ပြောညီရကောင်းမှဖိမရကောင်းမှစောင့်ရှောက်ရကောင်းမှမသိတော့အလုအရဲ့ဘယုဒုက္ခတိုင်းပြီဆိုတာအဲ့ဒါပြောတယ်ဘယ်နေရာမှစီကံမရှိဘယ်နေရာမှအသိပညာမရှိတော့လမ်းပေါ်မှာလည်းတိုင်းတိုင်းသိနေတဲ့မပါဘူးကြီးကိုမကြီးနိုင်ဘူးဟုတ်လားမဟုတ်လားဆိုင်ကယ်စီးတယ်ဒီဆိုင်ကယ်စီးရင်လမ်းစုံလမ်းကွာဝင်ရင်ထွက်ရင်သတိရှိရမယ်ရပ်ပြီးကြည့်ရမယ်ကြည့်ပြီးအနေနဲ့ကိမထွက်မသိဘူးသူ့မေလင်ဖောက်ထားတဲ့လမ်းကြနေတာပဲဝုန်းကနေထွက်တိုင်းကနေသိအကုန်ဘယံပါတော့လှုပ်ချင်လို့နေကြကိုယ်ဆိုင်ကနောင်ပြီးလင်းလားမလင်းလားလည်းမသိဘူးကိုယ့်ကိုသူများမြင်လားမမြင်လားလည်းမသိဘူးကိုယ်ရှိန်ဘယ်လောက်ရှိနေမှလည်းမသိဘူးနေရာတိုင်းအခုလည်းဒီအဖြေလေးဖြေတာကိုမညီနိုင်တယောက်တစ်ပေါက်တယောက်အတန်လေးစောင့်ပြီးညီအောင်ပြောလို့မရဘူးလားရဘူးလားဆိုရပါတယ်ခင်ဗျရပါလို့မပြောတော့အဲ့အသိဉာဏ်ခေါင်းပါတာဉာဏ်ပညာနေတာစိတ်ဓာတ်အောက်တန်းကြမှတ်တာအဲ့ဒါတွေမပြင်နိုင်မဲနဲ့မင်းတို့ဘယ်တော့မှငြိမ်းကြီးတဲ့ဘဝကိုမရငြိမ်းကြီးတဲ့တိုင်းပြည်ငြိမ်းကြီးတဲ့နိုင်ငံမဖြစ်နိုင်ဘူးအဲ့လိုပြောရင်နိုင်ငံကြီးလို့ပြောကြတယ်ဘောပေါက်တယ်နော်အဲ့တော့အလုံးစိတ်ကြီးညီညွတ်ငြိမ်းချမ်းမှန်ကန်ကိုယ်စိတ်ကိုအလုံးတည်ဆောက်ကြဖို့လိုအပ်တယ်လို့ဒီနေ့အလုံးမှတ်သွားပါအဲ့တော့အလုံးကိုယ်စင်းတို့မြတ်စွာဘုရားကိုတရားနဲ့ပူဇော်မယ်ဘယ်တရားတွေနဲ့ပူဇော်မှလဲလို့မေးရင်သီလတရားသမာဓိတရားပညာတရားဘယ်လိုပူဇော်ကြမှလဲဆိုနံပါတ်1မြတ်စွာဘုရားဤအဆုံးအမသီလသမာဓိပညာတရားတို့ကိုသိအောင်ပြုခြင်းဖြင့်ပူဇော်ရပါမယ်ဗျာမှတ်ပြီလားသီလအကြောင်းမသိပဲနဲ့သီလစောင့်ထိန်မှုတွေမှန်ကန်လုပ်ပါမလားဒီနေ့အလုံးကျင့်ဝတ်သိက္ခာတွေပြည့်နေတာသီလတန်ဖိုးကိုမသိတော့ဦးဇင်းတို့တိုးတက်နေတဲ့ငြိမ်းချမ်းနေတဲ့သာယာနေတဲ့တိုင်းပြည်တွေအများကြီးရောက်တယ်သူတို့ကိုကြည့်လိုက်တယ်သူတို့ကဗုဒ္ဓဘာသာတွေမဟုတ်ဗုဒ္ဓရဲ့ဒီလိုအဆုံးအမတွေစနစ်တကျသူတို့မှမရှိဘူးဒါပေမဲ့သူတို့ပညာရှိသူတို့နိုင်ငံကိုသူတို့ဘယ်လိုစည်းကမ်းရှိအောင်တည်ဆောက်ရမလဲသူတို့ရက်ရွာသူတို့မြို့နယ်ကိုဘယ်လိုစည်းကမ်းတကျတည်ဆောက်အောင်လဲသူတို့သိတယ်စည်းကမ်းရဲ့တန်ဖိုးကိုသိတယ်စည်းကမ်းကိုလူတိုင်းလိုက်တာမြို့ကြီးသားဖြစ်ဖို့မြို့စည်းကမ်းလိုက်နာရမယ်နိုင်ငံကြီးသားဖြစ်ဖို့နိုင်ငံစည်းကမ်းလိုက်နာရမယ်ရွာသားတစ်ယောက်ဖြစ်ဖို့ရွာစည်းကမ်းလိုက်နာအခုတို့ရွာတကြီးလုံးတဲ့ကောင်းတော့ရွာစည်းကမ်းဘာမှမသိဘုရားမြတ်ပေါက်စိန်ငောင်းနဲ့ဗျံပဒါရွာလူကြီးကွဲ့စည်းထားတဲ့တိုင်းပြည်ဘယ်နည်းမှကောင်းတယ်အောင်ရှိရွာလူကြီးတယောက်ရဲ့တာဝန်ဘာမှရွာလူကြီးမသိတွေ့တဲ့ကောင်ကောက်ခံထားတာဟုတ်တော့ပါလားအဲ့လိုပြောရင်ငါနိုင်ငံရေးဘုန်းကြီးပြောရောနော်ပြောမင်းတို့ပြောကြရပြောငါလည်းကိစ္စဆိုင်ငါလုံးရမယ်လို့ငါလုံး
အဲ့တော့မင်းတို့ဗုဒ္ဓဘာသာဖြစ်ပြီးတော့မှသီလတန်ဖိုးမသိတာလောက်ရှက်เสียကောင်းတာခုသီလကိုတန်ဖိုးထားအကောင်းမှမသိတော့ဘယ်သူမှကျင့်ဝတ်သိက္ခာကိုအလေးမထားဘူးအဲ့တော့ဘုရားကိုပူဇော်မယ်ဘုရားပွဲကြီးတွေလှုပ်ပွဲတွေလမ်းတွေငှားနော်လောင်ကစားဝိုင်းတွေထက်အရက်ဆိုင်တွေထက်ပညာတန်ဖိုးလဲဒီတော့သီလသမာဓိပညာအကြောင်းရှင်းဥစွာသိဖို့ငါတို့လိုအပ်တယ်လို့မှတ်ထားဟုတ်ကလားအဲ့တော့သိဖို့လိုအပ်မလိုအပ်သိအောင်လုပ်ပြီးတော့ပူဇော်မယ်ဆိုတော့အခုတရားနာတယ်ဆိုတော့မလုပ်ဖို့သိဖို့လာကြတာအခုဒီနေ့မြတ်စွာဘုရားကိုငါတို့သိအောင်လုပ်ချင်းဖြင့်မလုပ်တာပူဇော်နေတာရှင်းလားနောက်တစ်ချက်ပฏิပတ်တိသာသနာပฏิပတ်တိဆိုတာကျင့်တာသာသနာမြတ်စွာဘုရားရဲ့အဆုံးအမသီလသမာဓိပညာတရားတို့ကိုပฏิပတ်တိသိသိအတိုင်းကျင့်ခြင်းနဲ့ဗါလဲသီလသမာဓိပညာတွေကိုသိတဲ့အတိုင်းဘုဒ္ဓတော်အောင်လို့ရိုးရိုးလေးပြောရင်သူများသက်တတ်တာကုသိုလ်လားအကုသိုလ်လားအကုသိုလ်ပါဗျာနန်းကင်းတွေပို့ကြတော့မြေဘဲကင်းတွေပို့ကြတော့သာရုဗျာမူသားပြောတာကုသိုလ်လားအကုသိုလ်လားအကုသိုလ်ပါဗျာမသိဘူးလားသိပါတယ်ဗျာသိတော့သိပါတယ်နင်တို့ဒီတိုင်းစကားမပြောကြဘူးလားပြောတော့မူသားကင်းအောင်ဘယုတစိုက်စီမံပြီးပြောသလားရေလိုက်ငားလိုက်ပဲပြောချရဲ့ဟာဒုက္ခကြီးပွားအောင်မယ်တိုးတက်အောင်မယ်ချမ်းသာအောင်မယ်အောင်မြင်အောင်မယ်ဗျာသိတာတခြားရှင်းတာတခြားအဲ့တော့ပရိပတ်တိဆိုတာသိတဲ့အတိုင်းရှင်းခြင်းဖြင့်ပူဇော်ရမယ်ပြန်ပြောရှင်းဥစွာသိအောင်လုပ်ရသိပြီးရင်သိတဲ့အတိုင်းရှင်းပြဆိုလို့မှတ်တာနော်ရှင်းဥစွာဘာတွေသိရမလဲသီလအကြောင်းလည်းသိရမယ်ဘယ်သီလတွေစောင့်သိရမလဲဘယ်ကျင့်ဝတ်တွေလဲလူပိသဖို့ယောက်ျားလေးဆိုရင်ယောက်ျားကောင်းပိသဖို့မိန်းကလေးဆိုရင်မိန်းမကောင်းပိသဖို့မိဘဆိုရင်မိဘကောင်းပိသဖို့ဆရာဆိုရင်ဆရာကောင်းပိသဖို့တပည့်ဆိုရင်တပည့်ကောင်းပိသဖို့သာသမီနေရာကနေသာသမီကောင်းပိသဖို့ကျင့်ဝတ်သိက္ခာတွေရှိဘူးလားရှိပါတယ်ဗျာအဲ့ဒီကျင့်ဝတ်သိက္ခာသိအောင်လုပ်ရမိမိရောရောဘောဘောဆဆမနေအောင်သိပြီးရင်မလုပ်အောင်သိတဲ့အတိုင်းကျင့်သိပြီးကျင့်ရမှလို့ဒီတိုင်းဘောဘောဆဆမဟောနဲ့ဘယ်လိုပါဇက်ကလေးနဲ့ဘောဘောဆဆဘယုဒုက္ခလုံးသွားတယ်ဒီနားတောင်တစ်လုံးရောရင်အိမ်ရောက်ရင်တရားမှကြံမှာဟမ်ကျင့်ဘယ်လိုကျင့်မလဲသိတဲ့အတိုင်းကျင့်ရကျင့်ပြီးရင်ပฏิဝေဒသာသနာသာသနာမြတ်စွာဘုရားရဲ့အဆုံးအမကိုပရိဝေဒကိုယ်တော်အောင်လို့တရားကျင့်ကြတယ်ဆိုတာတတိယတခဏအတွက်ကျင့်တာလားဘယ်အတွက်ကျင့်တာအဲ့ဒါနဲ့ပတ်သက်ပြီးဦးဇင်းကမင်းတို့သိတဲ့ကြအောင်မေးအောင်ကိုယ်စင်းတို့တော်ကောင်းတို့ကိုးကွယ်တဲ့ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီးမှာအဆုံးပန်းတိုင်ရှိမရှိရှိပါဗျာရှိတယ်နော်တို့တွေရဲ့လမ်းဆုံးအဆုံးပန်းတိုင်ဟာပါလေအဲ့ဒါဒီသီလအဒီစိတ်ဓာတ်အဒီပညာငါတို့တဏ္ဍာမှာခိုင်မြဲတဲ့သီလဘယ်သောအခါမှမပြောင်းမပြည့်မကွယ်တော့မဲ့သီလအဒီစိတ်ဓာတ်ငါတို့ဤ
မယိမ့်မယိုင်ကြောက်စာတိုင်းကဲ့သို့ခိုင်မြဲသောသာသနာတော်ကိုအကျွမ်းမဲ့ယုံကြည်ခြင်းတရားတော်တို့ကိုအကျွမ်းမဲ့ယုံကြည်ခြင်းကျင့်ဝတ်သိက္ခာတို့ကိုအကျွမ်းမဲ့ယုံကြည်ခြင်းဘယ်လိုလောကရန်မျိုးခုနကမင်းတို့ဇီဝိတံဆဆမာနောပိဆိုပြီးဆိုသွားတာမရှိဘူးလားကိုယ်အသက်ပင်ဆွံ့ရလာတော့လေကိုယ်တိလာမဆွံ့တော့ဘူးကိုယ်တရဏဂုံမဆွံ့တော့ဘူးဆိုတာအဲ့ဒါအဓိစိတ်ဓာတ်ခိုင်မြဲသောတမာတိခိုင်မြဲတဲ့သီလခိုင်မြဲသောတမာတိခိုင်မြဲသောပညာဘယ်သာအုပ်ထဲကရေးထားလို့မှမဟုတ်ဘူးဘယ်ဆရာတော်ပြောလို့မှမဟုတ်ဘူးကိုယ်ပိုင်ညာနဲ့ကိုယ်တိုင်သိထားတဲ့အခိုင်အမာပညာကြီးဆွဲမြဲအောင်ဒီသုံးပါးဆွဲမြဲဖို့ဟာခင်ဗျားတို့ကျွတ်လို့ရပန်းနိုင်နိဗ္ဗာန်ရမ်းအောင်မယ်မင်းတို့ရမ်းအောင်နေတဲ့အတွက်ပန်းနိုင်ပြောင်းတယ်ရှင်းလားတနေ့နဲ့တနေ့ငါတို့ဘဝတွေကသီလခိုင်မြဲလားတမာတိခိုင်မြဲလားပညာခိုင်မြဲလားမင်းတို့မှန်မှန်ကန်ကန်လမ်းစဉ်ကိုကျင့်မှမင်းတို့ပန်းနိုင်ရောက်မှာသဘောပေါက်ပါလားဒါပေမဲ့ငါတို့ပန်းနိုင်ရပါလေဒီသီလအဲ့ဒါတော့တို့စကားမဟုတ်တို့အရက်ထဲရစကားနဲ့ပြောမယ်ခိုင်မြဲသောသီလခိုင်မြဲသောတမာတိခိုင်မြဲသောပညာပြောဒုက္ခရဘာသာဝင်အလုံးရဲ့ပန်းနိုင်ရပါလေခိုင်မြဲသောသီလခိုင်မြဲသောတမာတိခိုင်မြဲသောပညာပါဗျာဒါကြောင့်ပရိဝေဒသာသနာဆိုတာအဲ့ဒီကျင့်နေတဲ့သီလတမာတိပညာကျင့်စဉ်တွေကိုကိုယ်တဏ္ဍာမှာခိုင်မြဲသွားအောင်ဆိုတာကျင့်တဲ့အတိုင်းထာဝရဆောင်ထားနိုင်ဟောတရားဆောင်နိုင်သူမှအောင်နိုင်သူပြန်ပြောမင်းတို့ရထားတဲ့ဘဝလေးကိုအောက်တန်းစားဖြစ်ချင်လားအထက်တန်းစားဖြစ်ချင်လားယုံညံ့သူဖြစ်ချင်လားမြင့်မြတ်သူဖြစ်ချင်လားတန်ဖိုးမဲ့သူဖြစ်ချင်လားတန်ဖိုးရှိသူဖြစ်ချင်လားဘယ်တော့အထက်တန်းစားဖြစ်မလဲသီလသမာဓိပညာခိုင်မြဲသွားမှအထက်တန်းစားပုဂ္ဂိုလ်တွေဖြစ်မှာသီလသမာဓိပညာမြဲမြံသွားမှတန်ဖိုးရှိတဲ့ပုဂ္ဂိုလ်တွေဖြစ်မှာနားလည်မလားညီတို့သိရောင်ကတက်ရောင်ကသိတယ်လို့တတ်တယ်လို့နဲ့ဆရာကလည်းဂဂနာမသိတပည့်ကလည်းပေါက်ပြောက်မလုပ်ဗျံပရံနေလာကတော်တော်ကြာသွားပြီဒီတိုင်းမှာရှင်းလားအဲ့လိုနေခဲ့ကြတဲ့အတွက်အခုဝယုံဒုက္ခတိုင်းပြီဝယုံသုံးကတိုင်းပြီပေါက်လို့ပေသာတိုင်းပြီဖြစ်နေဘယ်အရာမှနီးစနစ်တကျတိဆောက်နိုင်ခြင်းသဘောပါလားအဲ့တော့ဒီတိုင်းပဲသွားမလားအကောင်းဆုံးဖြစ်အောင်လုပ်မလားမေးလိုက်ရင်တော့ထက်တန်းစားပဲဖြစ်ခြင်းမြင့်မြတ်သူပဲဖြစ်ခြင်းတန်ဖိုးရှိအောင်ဖြစ်ခြင်းဘယ်လိုလုပ်မလဲကိုမင်းတို့ပြောခဲ့ပြီတိတိအောင်လို့နေဒီရဲ့သုံးကျင့်တဲ့အတိုင်းဆောင်ထားဟေငါမပြောမင်းတို့မပြောတတ်ဘူးဟမ်သူတို့တရားစခန်းတွေပါလေဝင်ဘူးလားဝင်ပါဗျာဒီမှာတရားစခန်းဝင်ဘူးတဲ့လူတွေပါလားပါပါအေးဝင်ဘူးတဲ့လူတွေပဲပြောဖို့မဝင်ဘူးသေးတဲ့ဟုတ်ကြမြတ်ပေါက်ကလေးကဝတွေမပြောနဲ့နော်တရားစခန်းဝင်ပြီးအားထုတ်ဘူးတဲ့လူပဲဖြစ်ငါမေးမယ်တရားစခန်းသွားတယ်ဆိုတာဘာသာလုပ်ကြတယ်ဟမ်ဣဒ္ဓတော့မခုတ်တတ်တဲ့ကြောင်လို့ဘုန်းကြီးကြောက်တယ်နဲ့ကုတ်အိမ်လေးရောက်လာရောငါနေတော့မပြောချင်ဘူးထမိန်စွန်တော်ဆွဲဝင်လာဟမ်ကျင့်တော့မကျင့်ဘူးလားသို့တော့ဆောင်းမထားဘူးတရားဆိုတာတည်ငါတခဏထီပေါက်ချင်မှဗရိထားစိတ်ရတဲ့အမျိုးမဟုတ်ဘူးဟေးနားလည်လားအန္တရာယ်ကြုံလာမှပရိတ်ချရရတာမျိုးမဟုတ်ဘူးဟမ်အခုကတ်သုံးပါးကြုံတော့မယ်ဆိုတော့မှအမလေးကြုံနေပါပြီခုမှကြုံတော့မှမဟုတ်ပါဘူးနင်တို့မသိလို့ပါနော်ဒုဗ္ဗိကန္တရာက
ကိုဆင်းရဲငမ်းမောတဲ့ဘေးဒီလိုနိုင်ငံကြုံလားမကြုံဘူးကြုံနေတာနော်စားတဲ့အစာကအစိတ်သုံးရတဲ့အသုံးဆောင်ကလူစင်မမီတဲ့အသုံးဆောင်ဟိုတရုတ်ပြည်ကအရေးသွေးမမီတဲ့ပစ္စည်းတွေရဲ့ဒီလိုစီမှာဗျံပရာဘယုတ်ဒုက္ခဝယုတ်ဒုက္ခတိုင်းပြည်ကိုလှုပ်ချင်တိုင်းအလုံးခံနေရဒုက္ခိခန္ဓာကဒီလိုဆိုင်ရောဂန္တရာကဒီလိုစားတဲ့အစာဘယ်အရာမှအန္တရာယ်မကင်းမှတော့ယောဂပေါင်းစုံလည်းဒီလိုမှအပြည့်အသက်ဘယ်လောက်ရှိတယ်ပြောမနေနဲ့ဘယ်ရွယ်ရှိရှိအစီပိတ်နေပြီသိတော့မှာစားနေအစာကစားအောင်ဒီကိုယ်စီကမြေပဲတဲ့နှမ်းကိုသူများထုတ်ရောက်စားအောင်ဒီဘက်ကဆက်ပြချက်မဲ့စီကိုဆေးဆိုးပြီးနေလို့စားနော်ဒါလည်းသိသိကြီးနဲ့ငုံခံနေရမတတ်နိုင်ဘူးလေမတတ်နိုင်ဘူးလေသိချင်းစိုးသိတကယ်ဘုရားမလားနိုင်လူယုံမာတွေယုံမာလို့ရနေတယ်ဆိုတာနေလို့တွေအားလုံးငုံခံနေလို့ယုံမာလို့ရတယ်ဘောပါလားဒီရောဒီနာကလားဒီဟောအဲ့လိုလေးတော့လူဝချီထန်းကြီးអော်နေတာငါသိတယ်ဒီကောင်မလေးတွေငါအကုန်မှတ်ထားတယ်မနေ့ကဆရာတော်မអော်လို့နေတော့ငေါ့ထားခဲ့တာဟုတ်ကလားအဲ့တော့ဒီနေ့ဝှချီတန်းကြီးအောင်អော်ပေးနေကြတာငါသိတာပေါ့အဲ့တော့အခုမြတ်စွာဘုရားကိုဗာနဲ့ပူဇော်မယ်တရားနဲ့ပူဇော်ဘယ်တရားနဲ့တော့သီလတရားသမာဓိတရားဉာဏ်တရားဘယ်လိုပူဇော်မလဲသိအောင်လုပ်ရမယ်ခုနတရားရိပ်တာပုဂ္ဂိုလ်နော်ရိပ်တာစိတ်နဲ့အိမ်စိတ်မတူဘူးဆိုရင်ဒီလူကတရားသွားအားထုတ်တယ်လို့ပြောလို့ကျင့်ပြီးရင်မလို့အောင်ကားရိပ်တာမှလည်းဒီစိတ်အိမ်မှလည်းဒီစိတ်သဘောပါသလားမြဲတမ်းသတိလက်မလွတ်ပဲနဲ့စောင့်ထိန်နိုင်မှသာလျင်တရားကိုထာဝရဆောင်နိုင်မှအောင်မှတရားမဆောင်နိုင်ရင်အောင်အဲ့ဒါတို့ဘုရားကိုပူဇော်ခြင်းနဲ့ဆိုရင်ဒီသီလသမာဓိပညာနဲ့မပူဇော်နိုင်ရင်တို့မြတ်စွာဘုရားကိုပူဇော်နိုင်ပြီလို့ပြောလို့ပူဇော်နီးဘယ်နှနည်းလဲဒီသီလသမာဓိပညာတရားကိုသိအောင်လုပ်ရမယ်နှစ်သုံးမှတ်ပြီးသွားပြီနော်အဲ့တော့ဘုရားကိုဘယ်လိုပူဇော်ရမယ်ဆိုတော့သိပြီလားဟုတ်ပြီဘာနဲ့ပူဇော်ရမယ်ဆိုတာလဲအခုသူတော်ကောင်းတို့တွေတရားလန်နာတယ်ဆိုတာအခုတရားသိအောင်လုပ်တော့အခုသိခွင့်မရဘူးလားသိအောင်လုပ်ပြီးပူဇော်လိုက်ပြီနေ့အခုသူတော်ကောင်းတို့တွေတရားစနာပြီဆိုကြတဲ့တရဏဂုံ၃ပါးမဆောက်တည်ဘူးလား၈ပါးသီလမခံယူဘူးလားသီလကျင့်ဝတ်တွေမကျင့်ကြဘူးလားကျင့်ခြင်းဖြင့်ခုပူဇော်နေတယ်ရှင်းလားမူလနှစ်ဖြာလေးတစ်လုံးသိနေပဲရောက်တယ်သို့တော်ဒီထဲမှာသိအောင်ကားတွေပါပါတယ်မူလနှစ်ဖြာဆိုတာဘာနဲ့ပါသိအောင်ကားတွေထားအောင်စစ်ပေါ့ငါထားမေးဘာသိမှာမဟုတ်နော်အဲ့တော့အားလုံးအဲ့ဒီအဝိဇ္ဇာတဏှာအကြောင်းကောင်းကောင်းသိရင်လည်းပဲရောက်တယ်နိဗ္ဗာန်ရောက်တယ်ကဲထားလိုက်တော့ခုဒီနေ့ဦးသိန်းကတော်ကောင်းတို့ရဲ့ဘုရားပုဇနိယပွဲနဲ့လျော်ညီစွာအခုပြောတဲ့ကာလပြောတဲ့စကားအပိုင်းခြားတစ်ခုအဖြစ်ပြောခဲ့ပြီးတိတိကျကျမှတ်သွားဦးသိန်းသေချာပြောလိုက်မယ်ရသော်ဘုရားသာသနာဆိုတာသီလသမာဓိပညာအဲ့ဒီမြတ်စွာဘုရားရဲ့သာသနာတော်ကိုပူဇော်မယ်ဆိုရင်ဇီဒီကိုပဲပူဇော်နော်ဘုရားတရားသံဃာကိုပူဇော်ပြီးဟေးဆိုရင်အဲ့ဒီသီလသမာဓိပညာတရားတွေနဲ့ပူဇော်ရမိဘကိုကျေးဇူးဆက်ခြင်းနဲ့ဆိုရင်လေသီလသမာဓိပညာတရားနဲ့ကျေးဇူးဆက်ရမယ်သားသမီးကိုစောင့်ရှောက်ခြင်းနဲ့ဆိုရင်လေသ
သီလသမာဓိပညာအမွေပေးပြီးတော့စောင့်ရှောက်ရမယ်နားလည်ပြီလားဆရာကိုကျေးဇူးဆက်ခြင်းရင်လေသီလသမာဓိပညာတရားတွေနဲ့ကျေးဇူးဆက်ရတပည့်ကိုစောင့်ရှောက်ခြင်းရင်လေသီလသမာဓိပညာတရားနဲ့စောင့်ရှောက်ရမမိပြီနော်အဲ့တော့ဘုရားကိုပူဇော်ဆိုတော့ဗာနဲ့ပူဇော်မှလဲလို့မေးရင်သီလတရားသမာဓိတရားပညာတရားဘယ်လိုပူဇော်မှလဲလို့မေးရင်ပရိယပရိပတ်ပရိဝေဒပရိယတိမြတ်စွာဘုရား၏အဆုံးအမသာသနာသီလသမာဓိပညာတရားတို့ကိုသိအောင်လုပ်ခြင်းဖြင့်ပူဇော်မယ်ကိုဘဝကိုတကယ်တန်ဖိုးထားတယ်ဆိုရင်နေ့စဉ်မြတ်စွာဘုရားအဆုံးအမကိုသိအောင်လုပ်ရဒီနေ့တနေ့ကုံသွားပြီငါဘုရားအဆုံးအမဘာသိလိုက်လဲတလုံးမှမသိပဲတနေ့ကုန်သွားရင်အဲ့ဒီနေ့မြတ်သလားရှုံးတယ်။အဲ့နေ့စဉ်ဘုရားအဆုံးအမကိုသိအောင်ကြိုးစားနေရရှင်းတယ်နော်။ဒါမှအဲ့ဒီနေ့ဟာမင်္ဂလာရှိတဲ့နေ့အဓိပ္ပာယ်ရှိတဲ့နေ့တို့ယဉ်ကျေးတဲ့တိုင်းပြည်တွေမှာမနေ့လင်းလာအဲ့ရထားရင်အချင်းချင်းတွေ့တာနဲ့နှုတ်ဆက်တယ် Hello good morning how are you good morning မင်္ဂလာနဲ့ခင်းမှာမြန်မာလိုပြောရင်ဗာလဲဘယ်လိုလုပ်မှမင်္ဂလာနဲ့ခင်းဖြစ်မှာလဲအေးမင်္ဂလာရှိအောင်ပါလေလုပ်မယ်သီလသမာဓိပညာနော်အဲ့ဒီသီလသမာဓိပညာတရားတွေကိုသိအောင်လုပ်ရင်မင်္ဂလာရှိတယ်မနဲ့ခင်းမသိခဲ့ရင်မင်္ဂလာမရှိတဲ့နဲ့ခင်းဟုတ်မလားအဲ့တော့အားလုံးသိထားမှာဒီမနေ့အိယာထားတာနဲ့ဘုရားရှင်ဆုံးမသိအောင်လုပ်အောင်သီလအကြောင်းသိရမယ်သမာဓိအကြောင်းသိရမယ်ပညာအကြောင်းတစ်ခုခုသိအောင်ကြိုးစားတဏီကုန်နေလို့တလုံးမှမသိဘူးဆိုရင်ဒီနေ့တို့ရှုံးသလားမြတ်သလားငါဟာဒီနေ့ဘုရားဆုံးမတလုံးမှမသိတဲ့အတွက်မြတ်သောနေခြင်းနဲ့နေခဲ့တာလားယုတ်သောနေခြင်းနဲ့နေခဲ့တာလားယုတ်ဆိုတာယုတ်ညံ့သောယုတ်နှိမ့်သောဟောယုတ်ညံ့တယ်ကောင်းတဲ့အလုပ်တွေမလုပ်နိုင်ဘူးမကောင်းတာတွေနဲ့နေတဲ့အတွက်ယုတ်ညံ့တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ယုတ်နှိမ့်တယ်ကိုမြင့်မြတ်အောင်မလုပ်နိုင်ခဲ့ဘူးတဖြည်းဖြည်းနှိမ့်ကျလာခဲ့တယ်ရှင်းလားအဲ့တော့လူဘဝကိုတန်ဖိုးရှိအောင်ဒီဆောက်ကြဖို့လိုအပ်မလိုအပ်အဲ့တော့ဒီနေ့ပိုင်ပိုင်နိုင်မှတ်သွားရသော်ဘုရားရဲ့တရားတော်တွေကိုသိအောင်လုပ်ခြင်းဖြင့်ပူဇော်မယ်သိပြီးရင်သိတဲ့အတိုင်းပါတော့ကျင့်ရမယ်ကျင့်ပြီးရင်ကျင့်တဲ့အတိုင်းကျင့်တဲ့အတိုင်းဆောင်တာဘုရားတို့တော်ကောင်းတို့မှာစောစောကပြောခဲ့တယ်လောကရန်တရားဘယ်နှပါလဲ8ပါးရှိတယ်ဟုတ်ကလားလာဘောအလာဘောယာသောအယာသောနေန္ဒာပတန္တာဒုက္ခံဒုက္ခနော်လာဘောအလာဘောယာသောအယာသောနေန္ဒာပတန္တာဒုက္ခံဒုက္ခလောကရန်တရားဘယ်နှပါးဒါပါဠိလိုလုံးမသိပါဘူးမြန်မာလိုပြောမယ်စီးပွားဖြစ်ခြင်းမဖြစ်ခြင်းဟုတ်ကလားစီးပွားဥစ္စာတွေရှာလို့ဖွေလို့လွယ်တဲ့အခါအောင်မရှိဘူးလားရှာဖွေမရတဲ့အခါအောင်ရှိပါဗျာဒါလည်းရှာဖွေရတာလည်းလောကရန်ပဲမရတာလည်းလောကရန်နောက်အချွေရံကိုမှအပေါင်းအသင်းများတဲ့အခါလည်းရှိတယ်အပေါင်းအသင်းမရှိတကူတည်းဖြစ်နေတဲ့အခါလည်းချွေရန်ရှိခြင်းမရှိခြင်းတချို့ကအုပ်စုတောင်းရင်အနိုင်ကျင့်နေတယ်တကောင်တည်းဖြစ်နေရင်ကိုနဲ့လက်ကြရောဟမ်ဒီလိုကောင်တွေမရှိဘူးလားရှိပါဗျာအခုအုပ်စုဖွဲ့ပြီးကံကျင်နေတဲ့လူတွေပေါ့တယောက်တပုံကြီးတယောက်ချင်းတွေ့ရင်ဟာမကြီးအကိုကြီးရှုပ်ရှက်ကိုခံတာနော်အဖွဲလိုက်ဆိုပေါင်းပြီဒီလိုကောင်းနေအဲ့ဒါချွေရန်ရှိခြင်းမရှိပါဘူးနောက်ရှင်းမခံရခြင်းကဲ့ရဲ့ခံရခြင်းဟုတ်ကဲ့လားလူတွေရှင်းမခံရတာရောကဲ့ရဲ့ခံရတာမရှိဘူးလားရှိပါဘူးဒီလိုရှင်းမခံရတာကြိုက်လားကဲ့ရဲ့ခံရတာကြိုက်
လာမယ်နောက်ဒီဘက်ကချမ်းသာခြင်းဆင်းရဲခြင်းဘယ်နှမျိုးလို့လလဘာရခြင်းမရခြင်းအချွေရန်အဘောခြင်းအချွေရန်မဲ့ခြင်းရှိမွန်ခံရခြင်းချမ်းသာခြင်းဘယ်ပါလောကဓာတ်7ပါးသည်တဲ့လောကသို့ရောက်၏တဲ့လောကသည်လည်းလောကဓာတ်7ပါးနောက်သို့အစဉ်လိုက်၏တဲ့ဒီစကားအခုတော်အောင်တို့လူလောကကိုရောက်မလာဘူးလားအဲဒီလောကကိုရောက်ပြီဆိုကြတဲ့ကရင်ဘာပါလာတော့လောကဓာတ်7ပါးပါလာပြီလားအဲ့တော့မင်းတို့ရောက်ရလောကကိုလောကဓာတ်7ပါးကလိုက်လာမယ်လူဖြစ်ရင်လူအတွက်လောကဓာတ်7ပါးနတ်ဖြစ်ရင်နတ်အတွက်လောကဓာတ်7ပါးတိရစ္ဆာန်ဖြစ်ရင်တိရစ္ဆာန်အတွက်လောကဓာတ်7ပါးပြည့်လို့မလို့ဘူးကြိုက်တဲ့လောကကိုရောက်လောကဓာတ်7ပါးလွတ်တဲ့နေရာကောင်းပြီလောကနောက်သို့လဲလောကဓာတ်လိုက်ဤမပြောဘူးလားလောကဆိုတာအခုသူတော်ကောင်းတို့ကျင်လည်နေရတဲ့လောကနော်ကျောင်းဆရာဖြစ်ရင်ကျောင်းဆရာလောကတောင်သူဖြစ်ရင်တောင်သူလောကကုန်တယ်ဖြစ်ရင်ပွဲစားဖြစ်ရင်အင်ဂျင်နီယာဖြစ်ရင်အဲ့ကိုရက်တည်နေရတာလောကရက်တည်နေတဲ့လောကတိုင်းမှာကိုဒီလောကဓာတ်လွတ်သလားလွတ်ပါဗျာလောကနောက်သို့လဲလောကဓာတ်လိုက်တယ်လောကဓာတ်နောက်ကိုလည်းလောကလိုက်လောကနဲ့လောကဓာတ်ဟာခွဲလို့မရပါဘူးဗျာရှင်းလားရှင်းပါဗျာနောက်ဆုံးကုန်ပြောမယ်ဒီမှာလူကြီးတွေလည်းပါတော့ဘုသူတ္တရအောင်မြတ်စွာဘုရားဖြစ်သွားတယ်ဆိုတော့ तू ကဘုရားလောကဟုတ်ကဲ့လားအဲ့တော့ဘုရားဖြစ်သွားတဲ့အတုမရှိအနိုင်မဲ့ပုဂ္ဂိုလ်ကြီးတောင်ဒီလောကဓာတ်လွတ်သလားစာမှာတော့ဒီလိုရှိတယ်သုတ္တဝါအရိယသာဝကောနဲ့အသုတ္တဝါပုထုဇဏောမြတ်စွာဘုရားဒီလိုခွဲမိလိုက်သုတ္တဝါအရိယသာဝကောမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုကြားနာဘူးတဲ့ပုဂ္ဂိုလ်လူပညာရှိနဲ့အသုတ္တဝါပုထုဇဏောအကြမ်းမြင်မရှိတဲ့ပုဂ္ဂိုလ်နဲ့ပုဂ္ဂိုလ်နှစ်ယောက်လောကဓာတ်ကိုရင်ဆိုင်ပုံချင်းဘယ်လိုပွားသလဲတဲ့မင်းတို့ဘယ်လိုပြောဘယ်လိုသိတာလဲပြောညင်ကိုမင်းတို့လောကဓာတ်နဲ့ရင်ဆိုင်ပြီးမနေရဘူးလားမရပါဘူးဘယ်လိုရင်ဆိုင်နေကြလဲပတ်စံမရတာနဲ့ရတာဘယ်ဟာကြိုက်လဲဟောသာလို့နော်အပေါင်းအသင်းရှိတာနဲ့မရှိတာဘယ်ဟာကြိုက်ဟောသာလို့ချင်းမွန်ခါရတာနဲ့ကဲ့ရဲ့တာဟုတ်ပြီချမ်းသာတာနဲ့ဆင်းရဲတာဟောဟုတ်ပြီဒါဖြင့်လိုချင်တာရရင်ဒီလိုဝမ်းသာမလားဝမ်းနေမလားလိုချင်တာမရရင်အပေါင်းအသင်းတွေနဲ့အဆင်ပြေနေရင်အဆင်မပြေရင်ချင်းမွန်ကိုချင်းမွန်ခံရရင်ကဲ့ရဲ့ခံရရင်ကိုချမ်းသာစိတ်ချမ်းသာဖြစ်နေရင်ကိုဆင်းရဲစိတ်ဆင်းရဲဖြစ်နေအဲ့ဒါဗုဒ္ဓသာသနာတော်နဲ့မတွေ့တဲ့အတုတ္တဝါပုထုဇဏောအကံအမိုက်တို့ရဲ့လမ်းစဉ်ပြီးရောခင်ဗျားတို့ကျုပ်တို့အတွက်ဘဝမှာအရေးကြီးဆုံးကပါပဲဝေရရေးနဲ့မရရေးဘယ်ဟာရေးကြီးတော့ဖြည်းဖြည်းမလီခုကြမှာကြောက်မှလည်းဖြည်း
ငွေရဖို့နဲ့မရဖို့ဘယ်ဟာရေးကြည့်လို့ဟုတ်ပြီအချွေရများဖို့နဲ့အချွေရနည်းဖို့နောက်လိုက်များတာမကြိုက်ဘူးလားဟုတ်ပြီရှီမွန်းခံရဖို့နဲ့ကဲ့ရဲ့ခံရဖို့ဟုတ်ပြီချမ်းသာဖို့နဲ့ဆင်းရဲဖို့အခုဒီနေ့မြန်မာနိုင်ငံသားအများစုအကုန်လုံးတော့မဟုတ်ဘူးမပြောဘူးဘာလို့အနိုင်မဲ့တို့ဗုဒ္ဓရှင်တော်မြတ်ဘုရားရဲ့အဆုံးအမရှိနေတဲ့တိုင်းပြည်ဖြစ်တဲ့အတွက်အဆုံးအမကိုသိတဲ့လူတွေမရှိဘူးလားရှိပါဗျာသိတဲ့အတိုင်းကျင့်နေတဲ့ပုဂ္ဂိုလ်တွေရောရှိပါဗျာကျင့်တဲ့အတိုင်းသာဝရဆောင်သိမ့်ချနိုင်တဲ့ပုဂ္ဂိုလ်တွေရောရှိတယ်လောကမှာအရိယာပုဂ္ဂိုလ်မစိတ်သုံးဘူးအဲ့ဒီမြတ်စွာဘုရားအဆုံးအမတိုင်းသဝေမတိန်ကျင့်ဆောင်သွားနိုင်တဲ့ပုဂ္ဂိုလ်သူတော်ကောင်းသူများလောင်းကြီးတွေကိုမဆိုးလို့နေတို့ငါတို့အားလုံးငါပါပါတယ်နော်ခုငါလည်းမင်းတို့တရားလာဟောတာရှေ့ရကမာကြီးတွေတကာကြီးတွေထိုင်နေတယ်ကျုပ်ကိုနည်းနည်းလူတာနဲ့များများလူတာဘယ်ဟာကြိုက်မလဲဒီသူတို့ထဲဆွဲသွင်းတာငါ့ကိုနော်တရားပွဲပြီးပြန်သွားလို့ငါ့ကိုများဘုန်းကြီးဟောတာကောင်းလိုက်တာလို့ပြောတာလေဘာဟောတော့မသိဘူးကွာလို့ဘယ်ဟာပြောတာကြိုက်လဲချဲပေါက်တော့ပြုံနဲ့ချဲမပေါက်တော့ဟောပြန်အကျွေးရဘလို့ဆတော့ပါလားဒီလိုအားလုံးဒီနေ့မြန်မာနိုင်ငံသားရဲ့69%လောက်ဒီနိုင်ငံဘာလို့ကြာရှုံးနေလဲဆိုတဲ့အဖြေကဒီမှာရှိတယ်မှတ်ထားအဲ့ဒါအတုတဝါပုထုဇဏောတဲ့အကြမ်းမြင်မရှိတဲ့သူမိုက်သူရန်ကားတို့ရဲ့လမ်းစဉ်ပညာရှိသူတော်ကောင်းမြတ်စွာဘုရားရဲ့သားတော်တွေကလတ်လာပါးတွေရလာတဲ့အခါမှာလေအဲ့ဒီလတ်လာပါးတွေမြဲတော်တရားလားမမြဲတော်တရားကိုပိုင်သလားမပိုင်ဘူးခုနေလို့ရှာခြင်းတော့ရှာထားတဲ့စီးပွားသိရင်ကိုနောက်အဲ့ဒီစီးပွားနဲ့မအိုးအောင်တာမနာအောင်တာမသေးအောင်တာမကွဲအောင်တာဒါဖြင့်ဒီစီးပွားရေးကအဓိကကြတာအခုအချွေရဘယ်တော့ဆွေမျိုးအတိုင်းဝိုင်းအချမ်းရံပေါ်သေရင်တယောက်ထဲသွားရှင်းလားကိုခံစားရတဲ့ဒုက္ခတွေကိုကြံပတ်ဝန်းကျင်ကလက်တွဲပြီးခံစားမှလားကိုတယောက်တည်းခံစားဆွေရများခြင်းနေခြင်းလည်းသူ့အတွက်အရေးကြီးဘူးရှင်းမောနာကဲ့ရဲ့တာလူတစုအတိုင်းဝိုင်းလေးတစ်ခုရဲ့အဆုံးဖြတ်ဘယ်အရာမှအမှန်တရားမရှိဘူးမလုပ်ဘူးသိက္ခာရှိဖို့အလုပ်လုပ်တယ်ရှင်းလားပညာမဲ့များကချင်းမောခံခြင်းလို့အလုပ်လုပ်တယ်ဘွယ်ရဖို့တသိရဖို့လက်မှတ်ရဖို့လာဘသက်ကာယတိလောကနောက်တကောက်လိုက်နေတယ်အဲ့ဒါလောကရန်တရားနောက်ကိုလိုက်ပြီးတော့ရရင်ကျင့်တတ်တယ်မကြရင်မရရင်မကျင့်တတ်ဘူးအဲ့ဒါအကြမ်းမြင်မရှိတဲ့အတုတ္တဝါပုထုဇဏောလူမိုက်လန်းစင်နဲ့ကြာမြင်ရှိတဲ့တုတ္တဝါအရိယသာဝကောကဘယ်လိုလောကရန်မျိုးကြုံမိမိတို့ရဲ့အဓိကပန်းတိုင်ဟာစောစောကပြောခဲ့ပြီဘုရားတို့သူတော်ကောင်းတို့ရဲ့ဗုဒ္ဓဘာသာဝင်တွေရဲ့အမြင့်ဆုံးပန်းတိုင်ကဘာလဲအဲ့လိုလေးမဟုတ်ပါဘူးခိုင်မြဲသောတရားပွဲမပြီးသေးဘူးတရားပွဲမပြီးသေးဘူးမိတ်ကုန်ငါအကုန်ပြစ်လိုက်မယ်တို့ပန်းနိုင်ရပါလေခိုင်မြဲသောသီလခိုင်မြဲသောသမာဓိခိုင်မြဲသောပညာရှင်းရလားဒီလောကရဟာသူ့အတွက်အရေးကိုမလုပ်ဘူးတဲ့ငွေရလဲသီလသမာဓိပညာအပြစ်မခံဘူးငွေမရလဲသီလသမာဓိပညာခုနင်တို့ကနည်းနည်းမွဲမယ်မကြံနဲ့ခိုးဖို့အစဉ်သင့်လိမ်ဖို့အစဉ်သင့်သတ်ဖို့အစဉ်သင့်
ဟုတ်လားမဟုတ်ဘူးလားဦးဇင်းပြောတာမှန်လားမမှန်ဘူးလားသူပတ်ဝန်းကျင်ကိုလေ့လာကြည့်လောကရန်ကိုခံနိုင်တဲ့လူနဲ့မခံနိုင်တဲ့လူဘယ်ရင်ကများလိုတစ်မျိုးရှေ့တင်တစ်မျိုးအခုတစ်မျိုးနင်တို့ဘသူသေးသေးအဲ့ဒါဗမာပြည်ဝါဒမြန်မာနိုင်ငံကြာရှုံးသွားခြင်းရဲ့ဝါဒအယူမှားဆိုတာအဲ့ဒါပဲမိမိရဲ့ငြိမ်းချမ်းရေးလောကငြိမ်းချမ်းရေးဒါဖြင့်အဲ့ဒီပုဂ္ဂိုလ်တွေကလောကရန်ကိုအောင်နိုင်တဲ့လူတွေလားကြာရှုံးတဲ့လူဒီနေ့မြန်မာနိုင်ငံဘိုင်းဘိုင်းလဲသွားခဲ့ပါပြီဒီတိုင်းဆက်အိတ်နေရင်မြေကြီးတွေရောက်ဖို့ပဲကြံတော့တယ်တို့ဘာလုပ်မလဲဘာလုပ်ကြမလဲအေးဘယ်လိုယုံမလဲဟဲ့ရည်လုံးကြည့်တာငါတရားဟောနေတာအခုတနာကြီးပြည့်တော့နင်တို့သဘောမပေါက်အခုဒီတိုင်းပဲလောကရန်အောက်မှာအရှုံးခံတော့မလားအရှုံးခံကြမလားဟောငါအော်မဩမှာ哦အရှုံးမခံဘာလုပ်မလဲရွာသားတွေဘာလုပ်ကြမလဲအေးစီဘကွာနေလို့လဲမဖြေနိုင်မပြန်နဲ့ငါလည်းမပြန်ဘူးအေးသာဓုသာဓုအဲ့တယောက်ပဲမင်းနဲ့ငါနဲ့ပြန်မယ်သူတို့ထားခဲ့တော့တရားဟောကြနာကြတယ်ဆိုတာအလုံးမှတ်ထားဦးဇင်းသိတာတွေတတ်တာတွေထိုင်ပြောသွားခမည်းတော်တလုံးမှမသိရင်အဲ့တရားပွဲဟာအတိပ္ပယ်ရှိလားရှိပါဘူးအောင်မြင်တယ်လို့ပြောလို့တချို့ကအခုတရားပွဲတွေကိုအမလီလူတွေဘလောက်လာတာဓမ္မပူဇာဘလောက်ရတာသိကြီးကျယ်တဲ့တရားပွဲဦးဇင်းကြည့်ပြီးပြုံးဒါကိုသူတို့ကအောင်မြင်တယ်လို့ထင်ဦးဇင်းတရားဟောလာတာ25နှစ်ရှိယဟန်ဝါလည်း25ဝါယဟန်တဝါရကြတဲ့တရားဟောတာဒါပေမဲ့ဒီနိုင်ငံမှာတော့တမ်းမဝင်တဲ့ဓမ္မဂတိကနော်သူတို့စည်ရင်ထဲမှာမဝင်ဘူးသူတို့သတ်မှတ်ချက်နဲ့မပြည့်စုံလို့တဲ့အဲ့ဒါသူတို့နိုင်ငံရဲ့သတ်မှတ်ချက်တို့သာသနာရဲ့သတ်မှတ်ချက်မဟုတ်တဲ့အတွက်ငါနဲ့မဆိုင်ဘူးသူတို့ဘာသတ်မှတ်သတ်မှတ်ဦးဇင်းရဲ့ခံယူချက်ကတရားတစ်ပွဲဟောလိုက်ရင်ဟောတဲ့တရားနာပိဋကအတိတရားရရမယ်အမြင်မှန်ရရမယ်ကိုယ်ပိုင်ဉာဏ်နဲ့ကိုယ်တိုင်သိသွားမှအဲ့ဒီတရားပွဲကိုအောင်တယ်လို့ဦးဇင်းကခံယူထားတယ်ကိုရှေ့မှာသူတော်ကောင်းတို့ကိုတိုင်းတိုင်းဝိုင်းဝိုင်းပြောလာခဲ့ပြီလားကိုယ်တိုင်အဖြေမထုတ်နိုင်ဘူးဆိုဒီနေ့ဦးဇင်းသင်တာညံ့နေသေးလို့ဘလောက်ဒေအိုးဆရာတော်နာမည်ကြီးတယ်ပြောမင်းတို့သိအောင်မဟောနိုင်ရင်အလကားဆရာတော်ပဲနောက်မပင့်နဲ့ဘောပါလေနော်တရားဟောတယ်တရားနာကြတယ်ဆိုတာနားထောင်ကောင်းဖို့လားမဟုတ်ပါဘူးနားထောင်ကောင်းရင်တချင်းဆရာတချင်းအဆိုးတော်ခေါ်ပြီးဆိုပလိုက်မှာပေါ့ကပလိုက်မှာပေါ့နားထောင်ကောင်းဖို့မဟုတ်ဘူးဒါဖြင့်မျက်လုံးအရသာခံဖို့လားမဟုတ်ဘူးမျက်လုံးအရသာခံရင်မင်းသားမင်းသမီးခေါ်ပြီးကမှာပေါ့အတိတိုးဖို့ပညာတိုးဖို့တရားနာတာအခုဦးသိန်းကမြတ်စွာဘုရားပြောတဲ့တရားတော်အတိုင်းသူတော်ကောင်းတို့ကိုဒီနေ့မြန်မာစကားပြေနဲ့နားလည်အောင်လွယ်လွယ်ကူကူသိအောင်ရှင်းပြနေတာဟ
ဟောဒီလောကရန်နောက်မှာလက်ရမှုမှာတာယာလောဘဖြစ်လက်မရမှုမှာဒေါသဖြစ်အချွေရများမှုမှာတာယာလောဘဖြစ်မာနတဲ့အချွေရနည်းမှုပေါ်မှာဒေါသဖြစ်တောကရောက်ချီးမွမ်းဘယ်လိုဆုံးမလဲမြတ်စွာဘုရားရဲ့အဆုံးအမမရှိဘူးလားအဲ့တော့ဒုဘဝရဲ့အနှစ်သာရဟာဘာလဲမဆရာရဲ့အဆုံးအမသီလဘဝရဲ့အနှစ်သာရဘဝရဲ့ပန်းတိုင်ဟာအဓိသီလအဓိစိတ်ဓာတ်အဓိပညာဒါဖြင့်ငွေရမှုမရမှုနဲ့သီလသမာဓိပညာဘယ်ဟာတန်ဖိုးထားဒီလိုမေးမှဒီလိုဖြေတတ်တာပညာမဟုတ်ဘူးခုနကအဖြေထည့်မေးပေးသွားလို့မင်းတို့ဖြေတတ်တာရှင်းမှငါပြောခဲ့ပြီးသားဒီလောကရန်တရားတွေဟာငါတို့အတွက်အရေးကိုမကြည့်ဘူးငွေရတာမရတာငါတို့အလုပ်မဟုတ်ဘူးငါတို့အလုပ်ကပါလေသီလသမာဓိပညာနဲ့ပြည့်စုံမှုပြန်ပြောအဲ့တော့ငွေရခြင်းမရခြင်းကိုအရေးလို့ရမလားသီလသမာဓိပညာကိုတန်ဖိုးထားရမလားငွေရလို့လည်းသီလမပြတ်စေနဲ့တချို့ကချဲပေါက်ခါရှိသေးတယ်လောင်ကစားသမားအတောက်စားသမားစီဝါရေးလေးနည်းနည်းဖြစ်တယ်နဲ့အငယ်နှောင်းထားခြင်းသီလမလုံခြုံတော့ငါကရိုးရိုးသားသားကြိုးစားနေတာငွေကြေးလေးနည်းနည်းနဲ့ကတ်လာရောအတော့စားဖက်လာပြီအပျော်ပါမဲ့လာပြီဒါဗမာလူမျိုးရဲ့အကျင့်သီလဘိတ်ဖက်လိုက်ပြီဘယ်ရောက်တော့မှမသိတော့ဆင်းရဲနေရင်ညီးတယ်နည်းနည်းလေးချမ်းသာလိုက်တဲ့ယာတုမရခင်တညီလည်းပဲယာတုလည်းရပြီးအောင်ဥက္ကဋ္ဌလည်းတင်လိုက်အောင်တပေါက်တယောက်တစ်ပေါက်ဖြစ်ကုန်အဲ့ဒါဘာလို့တန်ဖိုးမထားလို့လဲရှင်းရလားရှင်းရလားဦးဇင်းပြောတာသဘောပေါက်သလားတရားနာရင်ကိုယ်ပိုင်ဉာဏ်ရအောင်ယူသွားလောကဓာတ်ဆိုတာဘယ်သူဖြစ်ဖြစ်ရှောင်လွဲလို့မရဘူးလောကဓာတ်ကိုအရင်လို့ပြောနေတယ်မလို့အရင်လို့ပြောနေဆိုတာပညာမဲ့လူရန်ကလူမိုက်မို့လို့ပြောနေတာငွေမရှိလို့လည်းသီလပြည့်စရာမလိုဒီနေ့ဒီနိုင်ငံမှာခိုးစားနေတဲ့လူတွေအတိတ်ကံမကောင်းလို့ခိုးစားနေရတာလားဘာဖြစ်လို့ခိုးစားနေကြလဲအေးတခွန်းနဲ့ပြောရင်တိတ်ခါမရှိလို့ခိုးစားနေတာရှင်းလားလိန်စားနေတဲ့လူတွေတောင်းစားနေတဲ့လူတွေခြောက်စားဟောက်စားလုပ်နေတဲ့လူတွေတကယ်အမြင့်မြတ်ဆုံးနော်ရုပ်ဆွအဆုံးဦးဇင်းတို့ပြောတဲ့ထဲမှာနံပါတ်1ပါလာတယ်ကျောင်းဆရာဆရာမဘဝဆိုတာတကယ်တမအာဇီဝနဲ့တကယ်ကုသိုလ်ရတဲ့အလုပ်အဲ့ဒီအလုပ်လုပ်နေတဲ့လူတွေတောင်သိက္ခာမရှိတော့ဘူးဆိုမှတော့ဒီတိုင်းပြီးဖတ်ဆင်လို့ပညာရေးမှုတဲ့ကျောင်းဟောင်းတွေပြပြီးတော့လိန်စားတယ်မရှိတဲ့အကြောင်းတရားအကြောင်းတွေပြပြီးလိန်စားတယ်ကျောင်းပညာရေးတိုးတက်အောင်ကျောင်းဆရာဆရာမတွေပြည့်စုံအောင်ကျောင်းသူကျောင်းသားတွေအတွက်အဆင်ပြေအောင်ဘာတစ်ခုမှလုပ်မပေးဘဲနဲ့ပညာရေးမှုလုပ်တဲ့အဲ့လူဝန်ကြီးဖြစ်တယ်ဒီနိုင်ငံမှာဘယ်ဌာနရဲ့လူကြီးလို့ပြောလိုက်ရင်ဒါလူလိန်ကြီးတခိုးကြီးလူလုံးမှကြီးမို့လို့ဒီနေရာရတော့တာအဖြစ်ရှင်းရှင်းလေးလို့ငါရှိတကောင်မလာရဲဘူးလာတယ်ရှင်မဲ့ဘယ်ဌာနဩခိုးလို့ဝပါလားတော့ပါလားရှင်းလားအဲ့ဘာလဲဘာကိုတန်ဖိုးမထားလို့လဲတိတ်ခါကိုတန်ဖိုးမထားလို့တိတ်ခါကိုတန်ဖိုးမထားကြမချင်းခင်ဗျားတို့လောကဓာတ်အောက်မှာဘိုင်းလဲနေကြမှာခုလောကဓာတ်ကိုကြာရှုံးသွားတဲ့အတွက်ပတ်ဝန်းကျင်တစ်ခုလုံးခုနေလို့ကိုပတ်ဝန်းကျင်ကိုနိုင်ငံချမ်းသာနေလားဆင်းရဲထက်တန်းရောက်နေလားအောက်တန်းရောက်နေတနိုင်ငံလုံးကြိုက်တဲ့နေရာမေးဒီဖြေပဲခင်ဗျားတို့ဖြေတယ်ဘာလို့အောက်တန်းရောက်နေတာလဲမှတ်ထားဗါရဲ့ကျေနပ်ကြလားဒါဖြင့်အဲ့ဒီသိက္ခာတရားနဲ့လတ်လာပါနဲ့ဘယ်ဟာကအရေးကြီးလဲသာဓုသာဓုသာဓုမှတ်သွားကြပါဆောင်းသွားကြပါဟုတ်ပြီနော်ရှင်းမွန်းခံရမှုကဲ့ရဲ့ခံရမှုနဲ့သိက္ခာဘယ်ဟာအရေးကြီးလဲ
ကြိုက်တဲ့လူတွေပြောကြရင်ပြောကြပါစေကိုယ်သိက္ခာလမ်းစဉ်အပြည့်မခံဖို့ပဲအရေးကြီးတယ်ဦးဇင်းတို့တပါးတဲ့ဒီတိုင်းလျှောက်တယ်ရဲရဲဝုံဝုံပဲလျှောက်တယ်ဘယ်သူမှမပါလဲတယောက်တည်းလျှောက်ရှင်းလားနောက်ကနေချင်းကြောင်လို့တစ်မျိုးချော့လို့တစ်မျိုးနှီးမျိုးစုံနဲ့လာတယ်မင်းတို့ဘာပြောငါယုံကြည်ထားတဲ့လမ်းကြောင်းတိုင်းငါလျှောက်ငါဘဝအတွက်ငွေလည်းမလိုဘူးထင်ပေါ်ကြော်ကြားမှုလည်းမလိုဘူးဘာစုတစိမ့်မှလည်းမလိုဘူးရှင်းလားသိက္ခာထက်တန်ဖိုးထားအပ်တဲ့အရာအားလုံးကိုစီဒီအသိမရမချင်းခမည်းတော်ဘဝကိုလည်းထူထောင်လို့မရသလိုခမည်းတော်ပတ်ဝန်းကျင်ကိုလည်းထူထောင်လို့မရလူတဦးချင်းမိသားစုတစ်စုချင်းရပ်ကွက်တစ်ခုချင်းမြို့နယ်တစ်ခုချင်းနိုင်ငံတစ်ခုချင်းရဲ့အောင်မြင်ခြင်းဆိုတာသိက္ခာပဲဒီမိသားစုတစ်စုအောင်မြင်တယ်ဆိုတာသိက္ခာရှိတဲ့မိသားစုဟာဘဝတစ်သက်တာလုံးဘယ်တော့မှပျောက်ဆုံးသွားခြင်းရှင်းလားအလုံးသဘောပေါက်သလားဒီနေ့ထိဦးဇင်းတို့တော်အောင်တို့မမေ့သေးတဲ့ဗိုလ်ချုပ်အောင်ဆန်းမရှိဘူးလားအေးသူ့ကိုဒီနေ့ထိမြန်မာနိုင်ငံသူနိုင်ငံသားတွေဘယ်သူတွေဘလောက်ဖြောက်ဖြက်မမေ့ကြတာဘာကြောင့်လဲသိက္ခာဗျသူသိက္ခာကြောင့်ကျင်းသလားဒီနေ့မမေ့ဘူးဆိုတဲ့မိသားစုဟာသိက္ခာကြောင့်မမေ့တာသိက္ခာမရှိတဲ့လူတွေဒီနေ့လူတွေရဲ့အသိထဲမှာရှိတော့တော်ပါသလားဒါကြောင့်ဘသူတရားပြက်အဲ့တော့မြတ်စွာဘုရားကจิตသားတို့တဲ့အတုတ္တဝါပုထုဇနောအကြမ်းမြင်မရှိတဲ့ပုဂ္ဂိုလ်တွေဟာလောကဓာတ်နဲ့ကြုံတိုင်းတုံလို့တယ်တုံလုံးမှုနောက်မှာဗရဏကြတဲ့သီလသမာဓိပညာကိုအပျက်စီးခံကြတယ်အဆုံးရှုံးခံကြတယ်လောကကိုကြာရှုံးသွားကြတယ်တဲ့လောကဓာတ်အောက်မှာနစ်မွန်းသွားကြတယ်အဲ့ဒါအတုတ္တဝါပုထုဇနောငါဖရာရဲ့တပည့်သားတုတ္တဝါအရိယာသာဝကောငါဖရာရဲ့တပည့်သားသာဝကမှန်ရင်လောကဓာတ်နဲ့သိက္ခာဘယ်ဟာတန်ဖိုးထားငါဖရာသားတော်တွေကလက်ရသည်ဖြစ်စေခြေရန်ပေါ်သည်ဖြစ်စေချီးမွမ်းခံရသည်ဖြစ်စေချမ်းသာသည်ဖြစ်စေဘယ်တော့မှသိက္ခာအပြည့်မခံဘူးလက်မရသည်ဖြစ်စေအခြေရန်မရှိသည်ဖြစ်စေကဲ့ရဲ့ခံရသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေသိက္ခာအပြည့်အမြဲတမ်းသီလသမာဓိပညာသိက္ခာကိုတန်ဖိုးထားတဲ့ပုဂ္ဂိုလ်ဟာငါဖရာရဲ့သားတော်သမီးတော်အစ်စ်ပဲတဲ့ရှင်းမလားဒါဖြင့်ခင်ဗျားတို့ဖရာကိုဘာနဲ့ပူဇော်အဲ့ဒီသိက္ခာတရားနဲ့သီလသိက္ခာကျင့်ကြလားသိက္ခာရှိတဲ့လူဟာလောကဓာတ်ကြောင့်တုံလုံးခြင်းမရှိဘူးသိက္ခာမဲ့တဲ့လူကလောကဓာတ်ကြုံတိုင်းတုံလုံးတယ်ဘောပါကလားလောကဓာတ်ဆိုတာအကောင်းကိုခေါ်တာလားအဆိုးကိုခေါ်တာလားမှတ်ထားအဆိုးရောအကောင်းရောတချို့ကဆင်းရဲတုန်းကကိုကျင့်တရားကောင်းတယ်ချမ်းသာမှကိုကျင့်တရားနော်ရအောင်နိုးထပြီးတော့အကောင်းဆုံးအမြင့်ဆုံးဘဝကိုတည်ဆောက်ကြစို့ဟုတ်ပလားဟဲ့ဘယ်သူကလမ်းညွှန်သွားတာမြတ်စွာဘုရားကျုပ်မဟုတ်ဘူးရှင်းလားအဲ့တော့မြတ်စွာဘုရားပေးတဲ့အတိုင်းလမ်းစဉ်အတိုင်းလောကကိုအနိုင်ယူဖို့ကြိုးစားတဲ့မကြိုးစားတဲ့ဘာနဲ့အနိုင်ယူကြမှာသီလသိက္ခာသမာဓိသိက္ခာပညာကဲသိက္ခာရှိကြည့်လိုက်စမ်းကွာငွေရခြင်းကောမြဲသလားရာထူးတက်ခြင်းကောဘွဲတစ်စိတ်လက်မှတ်ကောတပင်ကအတိုင်းဝိုင်းလေးတစ်ခုရဲ့ချီးမွမ်းခြင်းကဲ့ရဲ့ခြင်းဆိုတာတို့တော့အရေးပါသလားအားလုံးကဖြစ်ပြီးရင်ကဲဖြစ်ပြီးပြတ်တာဘာသစ္စာသိတဲ့ဉာဏ်ကမေဃသစ္စာခေါ်တယ်မေဃဆိုတာလမ်းသစ္စာဆိုတာအမှန်လမ်းမှန်တို့အတွက်လမ်းမှန်ပါလေသီလသိက္ခာသမာဓိသိက္ခာပ
ပညာသိက္ခာလမ်းစဉ်ဟာလမ်းကြောင်းအမှန်ပေါ်လျှောက်ရင်ဒီလမ်းမားတွေလာအောင်မလားလမ်းမားမှာအမားတွေလှုပ်เสียအကြောင်းမရှိရင်လောကဓာတ်မှာကြာရှုံးเสียလောကဓာတ်ကိုအောင်နိုင်တဲ့လူမှဘယ်ရောက်မှာလဲနိဗ္ဗာန်ဆိုတော့နိရောဓသစ္စာအဲ့ဒီသစ္စာ၄ချက်ကိုကိုယ်ပိုင်ဉာဏ်နဲ့ကိုယ်တိုင်သိပြီးတော့ဒီဘဝဒီခဏမှာပဲသီလသိက္ခာသမာဓိသိက္ခာပညာသိက္ခာတို့ရဲ့ပြည့်စုံခြင်းနဲ့အတူနိရောဓသစ္စာကိုမျက်မှောက်ပြုနိုင်အောင်ကြိုးစားကြပါစို့လို့လေးစားစွာနဲ့တိုက်တွန်းရင်းဒီညဒီမြနဲ့နားကြစို့ကဲအလုံးလောကရန်တရားနဲ့သိက္ခာဘယ်ဟာတန်ဖိုးထားခုလောကရန်မအေးဘူးလားအေးကျင်တဲ့လောက်အေးနော်10မိနစ်လောက်တရားအားထုတ်ရအောင်မကောင်းဘူးလားအဲ့ဒီသိက္ခာ300ကို10မိနစ်တိဆောက်မယ်အရိယာဘုတ်ပြင်မှာတင်မလင်ခွေထိုင်ဒုတုတ်ထိုင်နှစ်သက်သလိုထိုင်သို့သောခါမမတ်ထားကောင်းမမတ်ထားလက်ဖွာနှစ်ဖက်ရှက်လက်မထိတ်ချင်းထိထားမယ်အရိယာဘုတ်စိတ်တိုင်းကြရင်မျက်လွှာလေးချနာသီးစုံမှာတရိကလေးဖြည်းဖြည်းမှန်မှန်ရှုမယ်ဖြည်းဖြည်းမှန်မှန်ပြန်ထုတ်မယ်ဝဝရှုမယ်ဝထုတ်မယ်စိတ်မပြတ်လွင့်ပါစေနဲ့မတူရပါစေနဲ့မိမိတို့ဒီချိန်လေးတွင်မှာတာရည်သမီးရဲ့စီဝါရေးလူမှုရေးနိုင်ငံရေးကိစ္စဝဝကိုလွတ်လွတ်ရှုခန္ဓာရှိတဲ့ဉာဏ်သိလောက်ငြိမ်ငြိမ်ကလေးထိုင်နေတာအဲ့ဒါသီလသိက္ခာခေါ်တယ်ဝစီကံတွေကိုထိမ့်သိမ့်ထားတယ်ကာယကံတွေကိုထိမ့်သိမ့်ထားတယ်မနောကံတွေထိမ့်သိမ့်ထားတယ်ဒါသီလသမာဓိဒီ7မိနစ်အတွင်းမှာပြန့်လွင့်ခြင်းမရှိအောင်တွေးဝေခြင်းမရှိအောင်နိုင်မြဲခြင်းမရှိအောင်ငါဟာသီလသမာဓိပညာတရားတွေအားထုတ်နေတာဖြောင်းမှန်ဆောင်းထိန်နေတာအဲ့ဒါသမာဓိပညာကိုယ်စိတ်ကလေးကိုပြန့်လွင့်မသွားအောင်တွေးဝေမသွားအောင်ကိုယ်ယုံကိုယ်နံကိုယ်ဓမ္မအကြောင်းဒီနေ့ဟောခဲ့တဲ့တရားနာခဲ့တဲ့တရားတွေပြန်ဆင်ခြင်ကြည့်မြတ်စွာဘုရားကအကြမ်းမြင်မရှိတဲ့ပုဂ္ဂိုလ်တွေဟာငွေရလာတဲ့အခါအကျင့်ပြစ်လာတယ်ရာထူးတက်လာရဲ့အကျင့်ပြစ်လာတယ်ဘဝတစိတ်ကလေးရလာရဲ့အကျင့်ပြစ်လာတယ်ငွေရဖို့အကျင့်ပြစ်တယ်ရာထူးရဖို့အကျင့်ပြစ်တယ်ဘဝတစိတ်ရဖို့အကျင့်ပြစ်တယ်ချင်းမုန်းခံရဖို့အရာရောက်ဖို့ချမ်းသာဖို့အဲ့ဒီချမ်းသာခြင်းဟာမမြဲဘူးလို့သူတို့မသိဘူးလန္နာဘဟာလည်းမမြဲဘူးဆိုတာသူတို့နားမလည်ဘူးချင်းမွန်ခြင်းကဲ့ရဲ့ခြင်းဟာလည်းအစိုးမရပါဘူးဆိုတာကိုသူတို့သဘောမပေါက်ပါဘူးဒါကြောင့်အဲ့ဒီလာဘသက္ကာယဒီလောကနောက်လိုက်ပြီးတော့သီလသမာဓိပညာဆုံးရှုံးသွားတယ်လောကရဏေကတာယာဘွယ်တွေ့ရင်လောဘဖြစ်တယ်မတာယာဘွယ်တွေ့တော့ဒေါသဖြစ်တယ်ပြောစရာရှိတော့ပြောငိုစရာရှိတာငိုနေကြတာလောကရန်အောက်မှာကြာရှုံးနေကြတာပဲသုတ္တဝါအရိယသာဝကောငါဘုရားရဲ့တပိသံသာဝကတွေကလောကရန်နဲ့တွေ့တဲ့အခါတတိပညာနဲ့ဆင်ခြင်ပြီးတော့ငွေတွေစည်းစိမ်တွေရခြင်းဟာလည်းမမြဲဘူးငွေစည်းစိမ်တွေမရှိခြင်းဟာလည်းမမြဲဘူးအချွေရံပရိသတ်တွေများနေခြင်းကလည်းမမြဲဘူးချိန်တိုင်းရဆော့ခွာသွားကြပါ
အောင်မြင်နေတော့ထင်ပေါ်နေတော့ကြော်ကြားနေတော့ဝိုင်းရံနေတာဆရာအာစရိအပါအခေါ်ကိုမျိုးစုံနဲ့ခြံရံနေတာအောင်မြင်နေတော့မို့လို့ပါတစ်ချက်တိမ့်လို့ရင်းရင်တကောင်မှအနာမှမရှိဘူးပပူနဲ့ဒါကိုပညာရှိကသတိပညာနဲ့သိတယ်တဲ့အချမ်းရံများခြင်းလည်းမမြဲဘူးအချမ်းရံနည်းခြင်းဟာလည်းမမြဲပါဘူးချီးမွမ်းခြင်းလည်းမမြဲဘူးတဲ့ခုချီးမွမ်းခံရတယ်ဆိုတာလောကမှာလေအယူခြင်းပုံမြောက်နေတာဘာမှမဆန်းအတိုင်းဝိုင်းလေးတစ်ခုပတ်ဝန်းကျင်လေးတစ်ခုကသူတို့သတ်မှတ်ချက်တဲ့အဲ့ဒါမှငါဘုရားရဲ့တပည့်သားသာဝကအစစ်မိမိတို့လျှောက်လန်းရမယ်သိက္ခာကာမသိက္ခာဇီဝပန်းတိုင်အရောက်လမ်းပြီးတော့သမာအာဇီဝနဲ့ဘဝကိုအနိုင်ယူသွားကြတယ်လောကရန်ကိုကြော်ဖြတ်သွားကြတယ်လောကရန်အောက်မှာပိုင်းပိုင်းလဲသွားတာရှက်စရာကြီးပါပညာရှိတယ်ငွေနောက်တကောက်ကောက်လိုက်ငွေနဲ့လူရမဝင်လူတော်မတို့ငွေတို့ကြီးတွေပိုင်းပြီးအိမ်ထဲကအိမ်ပြင်မထွက်ရဲတဲ့လောကကိုကြရှုံးသူတွေတပုံကြီးပဲငွေတွေအများကြီးနဲ့ဘယ်သူကမှအသိမှပြုခြင်းမခံရတဲ့လောကချမ်းသာတယ်လို့ပြောတဲ့တထေးတွေလည်းတပုံကြီးပဲဘာဖြစ်လို့လဲသူတို့ကြရှုံးသွားကြပြီသိက္ခာမဲ့တဲ့ဘဝကိုယူသွားတော့ငွေတွေတပုံကြီးနဲ့နှမွန်းသွားတယ်ရာလူတွေအကြီးကြီးတက်ပြီးတော့လူတကာအစော်ကားခံလိုက်ရတယ်။ဘာကြောင့်လဲသိက္ခာမဲ့နေတဲ့အတွက်ဝေဒစိတ်တွေတပုံကြီးရတာပဲမဲ့လူတွေအားလုံးကပြစ်ပယ်လိုက်ကြတယ်။ဘာကြောင့်လဲသိက္ခာမရှိလို့အဓိကကသိက္ခာတရားတဲ့လောကဓာတ်ဟာလောကကလည်းလောကဓာတ်နောက်သို့လိုက်နေတယ်လောကဓာတ်ကလည်းလောကနောက်ကိုလိုက်နေတယ်လောကတဲ့ကိုရောက်လာရင်လောကရံပါလာပြီးဒါမဆမ်းဘူးလောကရံဒီဟာလေလောကတွေကပြေးမလို့ဘူးဒီလူလောကတွေရောက်လာရင်လောကရံတရားပါလာပြီးသားအဲဒီလောကရံတရားကိုပဲလောကကပြန်ပြီးတော့လိုက်နေပြန်တယ်ဒီနေ့သူတော်ကောင်းတို့ကျင်လေရပိုင်းဝိုင်းလောကမှာကိုကျင်လေရတဲ့လောကမှာကိုသိက္ခာကိုစွန့်ပစ်လိုက်ရင်လောကရနောက်တကောက်ကောက်ပါသွားကြတာပဲဒီနေ့တတိမရှိပညာမရှိကြတဲ့အတွက်လောကရအောက်မှာအရှုံးကြီးရှုံးသွားလို့ဒုက္ခဝိညာဉ်တစ်ခုလုံးလဲပြိုသွားခဲ့ပါပြီဒီတိုင်းပဲငုံစုံပြည့်အရှုံးခံရမလားရအောင်အနိုင်ယူမလားလို့ကိုယ်တိုင်ပဲဆုံးဖြတ်ကြပါကိုယ်တိုင်ပဲသုံးသပ်ကြပါတတိပညာရှိတဲ့လူကလောကကိုအနိုင်ယူပြီးတော့လောကကလွတ်မြောက်သွားကြတယ်တတိပညာမရှိသူကလောကထဲမှာနှိမ့်မောပြီးတော့တန်တရားမှာနစ်မြုပ်သွားကြတယ်ဒီဘဝအဲဒီငွေနောက်ရာထူးနောက်ဘွယ်တစိမ့်နောက်လိုက်နေတဲ့ပုဂ္ဂိုလ်အားလုံးဟာနောက်တစ်ချိန်မှာအပယ်ငရဲကိုတွားရတော့မယ်နစ်မွန်းကြတော့မယ်အဲ့တော့တန်တရားမှာနစ်မွန်းသွားတော့မယ်ဘယ်လမ်းလျှောက်ကြပါလဲဒုပ္ပန်းတိုင်ဟာပါလေဘယ်ခရီးဆက်ကြမလဲလို့ကိုမှန်ကန်စွာရွေးချယ်နိုင်ကြပါစေတတိလည်းမလွတ်ကြပါစေနဲ့